မြောင်ထားတဲ့သမရမဟုတ်ဘူးငါလှုပ်ချင်တာလုပ်မယ်မင်းတို့လည်းလှုပ်ချင်တာလုပ်ဆိုရင်တော့အဲ့ဒါဆိုရင်တော့ဒီတိုင်းပြည်ပြတ်မှာပဲတိုင်းပြည်အောက်မှာပြတ်နေပြီအခုကတမတော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်နတ်သကဝကြီးချုပ်ယာယီသမရာကြီးကဖုံးကန်ကြီးနေလို့ကန်နေတဲ့အချိန်ကျခွေးကြမှာသိDSC ကြီးပြင်ဦး DSC လို့မြို့ရှိနေတဲ့မြို့ကြီးတစ်မြို့ပျက်စီးသွားရင်ခွေးပြပြီပေါ့ဒီနိုင်ငံခေါင်းဆောင်ကတိုင်းပြည်ငင်းကြအောင်ခင်ဗျားတို့ကဘာလုပ်နေအောင်ခင်ဗျားတို့ဘာစောက်ပလန်မှထားမပြဘူးဘာမှလည်းမပြောပြဘူး no ခင်ဗျားတို့တော့ယာရူးတွေတယောက်ပြီးတယောက်တိုးပြီးတော့ယူနေတာခင်ဗျားတို့မရှက်ဘူးလားအခုကတမတော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်နတ်သကဝကြီးချုပ်ယာယီသမရာကြီးကဖုံးကန်ကြီးနေလို့ကန်နေတဲ့အချိန်ကျခွေးကြမှာသိလားဘာခက်ခဲနေတော့ဒီတိုင်းပြည်ဖို့တော့ဘာဥပဒေလဲဘာဥပဒေမှမရှိဘူးခမားတို့ယူထားတဲ့ဒုတာဝင်ရေးသုံးပါးတွေခမားတို့စီကန်းတွေကျင့်ဝတ်နေတာဘာဒီမိုကရေစီလဲလီးပဲရမယ်လို့ပြောအဲ့ဒီမိုကရေစီတော့မရဘူးအခုနေပြည်တော်လိုနေရာမျိုးတော်မှာမီးကိုအလဲကျနဲ့ပေးမယ်ဆိုတော့အခုကျုပ်နေပြည်တော်မှာရှိနေတာတက်မတော်သားတယောက်ကတက်မတော်ကြီးဖောင်းဝစ်ပြီးအပြင်မသွားရဲဘူးလို့တက်မတော်အားပေးထောက်ခံတဲ့လူကပုံမှန်နေမသွားရဲတော့ဘူးဆိုရင်ဒါအစိုးရကြရှုံးတာလေဗျာကျွန်တော်တို့တက်မတော်ထောက်ခံနေတဲ့လူတွေတက်မတော်အားကိုးနေတဲ့လူတွေအေးချမ်းစွာနေထိုင်နေတဲ့ပြည်သူလူထုတွေကတက်မတော်အယုံကြည်မရှိတော့နော်ခင်ဗျားတို့လိုက်လိန်လေလှည့်ပြပြီးတော့မှမာယာများပြီးတော့ဟန်ဆောင်နေရန်သူရဲ့လက်အောက်မှာခင်ဗျားတို့ကြာရှုံးရမယ်ဒရင်းမှန်ညာရိုးလည်းအယုံကြည်မရှိဘူး MRTV လည်းသူတို့ကကြီးညာခြင်းလို့တာသူတို့ကြီးညာနေတာဒါကကျွန်တော်ကထဲတော့တာငါသမရကွာငါတင်ရလုံးမယ်နော်ငါးပိုင်မှာအစိုးရတင်မြောင်ထားတဲ့သမရမဟုတ်ဘူးငါလှုပ်ချင်တာလုပ်မယ်မင်းတို့လည်းလှုပ်ချင်တာလုပ်ဆိုရင်တော့အဲ့ဒါဆိုရင်တော့ဒီတိုင်းပြည်ပြတ်မှာပဲတိုင်းပြည်အောက်မှာပြတ်နေပြီအခုကာချုပ်ကြီးကလှုပ်ပြန်ပြီမဟုတ်တာလုံးတိုင်းရေးယူဟောကလူကလည်းမဟုတ်တာမလုပ်ဘူးလေလုပ်တယ်ဆက်ဆက်ရေးယူလာပြီးကာချုပ်ကြီးတကယ်ရေးယူမလားကျွန်တော်ခေါ်ထားလိုက်ဘေးနားမှာ no ကျွန်တော်ခေါ်ထားလိုက်ပါကျွန်တော်ရှိရတဲ့င်းတွေအကုန်လုံးတနိုင်ငံလုံးပို့ပါလိမ့်မယ်အရေးယူရဲဖို့ပဲလိုတာပါနောက်ဆုံးငါသားသမီးငါမြည်ငါမြစ်ငါရဲ့အဖွဲ့စည်းတဲ့ကကောင်းနေငါရဲ့လူတွေကအစငါအရေးယူရဲတယ်ကွာဆိုရင်ရပြီပြည်သူလူထုကိုကြတော့ညှဉ်းပန်းနှိပ်စက်ပြီးတော့မှအိမ်ကမိန်းမကိုကြတော့မနိုင်မနှင်းဖြစ်ပြီးတော့ဆိုရင်အဲ့ဒါကြတော့ခင်ဗျားတို့အာနာရှင်စမ်းတာ KTV ကကောင်မလေးတွေအဲ့ဟိုအားတွေခေါ်ပြီးတော့မှလှုပ်တာနာမည်နဲ့တက်ပြောမှာနော်ကြည့်ကြလို့ငါရှင်တို့နော်သတိတော်ထားနေအစာဖားတို့ရနေရင်းတို့အဒီလိုပေါ့စားသုံးလုံးလုံးကတိုင်းပြည်ကောင်းအောင်လုပ်ရမှာဒုစရိုက်နေလုပ်ငန်းတွေလုပ်ရမယ့်လူတွေကရှူနေတယ်ဆိုတော့သေပြီဗောဒီတိုင်းပြည်